ဒီနေ့မှာတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ပဂရိဖြစ်ပြနေတဲ့အခြေအနေတွေကိုမျက်လုံးစုံမိတ်ပြီးအမှန်ကိုမမြင်ပဲလူတွေကိုဂျင်းအမြဲတမ်းထဲ့နေတဲ့ဇောတိတာရကိုတော့အကြောင်းပြောပြပါမယ်။ကဲဘာကြောင့်ခင်ဗျားကဇောတိတာရအကြောင်းပြောပြမလဲဆိုရင်မိဘပြည်သူများကျွန်တော်ဇောတိတာရရဲ့ဗီဒီယိုဖိုင်လေးကိုဖွင့်ပြမယ်ပြီးမှကျွန်တော်တို့ဆက်ဆွေးနေရအောင်မြန်မာပြည်အပြင်ဘက်ကိုထွက်လိုက်တယ်ဆိုရင်ဟာလှလိုက်တဲ့နိုင်ငံတွေပြောချင်တာအမေရိကန်တို့ဂျပန်တို့ကိုရီးယားတို့လှလိုက်တာတရုတ်ပြည်ကိုပဲကြည့်မြန်မာပြည်မူဆယ်ကနေအပြင်ဘက်ထွက်သွားလိုက်ရင်တရုတ်ပြည်နဲ့မြန်မာပြည်ရဲ့နက်ပြည်နဲ့လူပြည်လို့ကွာလိုက်တာအလှတွေအများကြီးပဲတို့တော့အခုကြည့်အမေရိကန်တို့ဂျပန်တို့ကအီရန်တို့ဒီနိုင်ငံတွေရန်ဖြစ်နေလိုက်တာတလောကလုံးကိုဝယုံသုံးကားဖြစ်မသွားဘူးလားအခုဘုံဘုံဒီလာတဲ့အခါစီရီတန်းနေတဲ့ကားတွေအများကြီးပဲလမ်းမှာဒီကားတွေကိုလမ်းပြောင်းမြန်မောင်းပြီးတော့ဘုံဘုံတို့ရှောင်ခဲ့ရဟိုမှာလူတွေရန်ဖြစ်လိုက်တာနဲ့ဒီမှာလူတွေအများကြီးဒုက္ခရောက်မသွားဘူးလားကမ္ဘာလူသားတွေကဲမိဘပြည်သူများဥဇောတိတာရပြောသွားတဲ့စကလုံးလေးတွေကိုကျွန်တော်တို့တစ်လုံးချင်းစီထုတ်နှုတ်ဖြေရှာကြရအောင်ပေါ့သူပြောသွားတာရှင်းပါတယ်ဟုတ်လားဂျပန်တို့တရုတ်တို့အမေရိကန်တို့နိုင်ငံတွေအရင်လှတယ်ကျွန်တော်တို့နိုင်ငံဘာကြောင့်မလှလဲပေါ့ဂျပန်တို့အခုအမေရိကတို့အီရန်တို့စစ်ဖြစ်နေကြတယ်တဲ့မငြိမ်းချမ်းဘူးတဲ့မှန်ပါလားအမေရိကန်တို့အီရန်တို့စစ်ဖြစ်နေကြတာမငြိမ်းချမ်းပါဘူးနောက်တစ်ခုကဗါတဲ့ကားတွေစီတန်းစီတဲ့နေရာမှာတန်းစီလို့ကားတွေပိတ်နေလို့လမ်းပြောင်းမြန်အောင်မောင်းခဲ့ရတယ်တဲ့စီစည်းနှုံးကုန်စည်နှုံးတွေလည်းအဆမတန်တက်တယ်တဲ့လူတွေပူလောင်နေကြရတာဘာကြောင့်လဲမှန်ပါတယ်သူပြောတဲ့စကားအမေရိကတို့ဂျပန်တို့ဟုတ်လားတရုတ်တို့နိုင်ငံတို့အရင်လှတယ်လေအရင်မှန်တာပေါ့ဟုတ်လားဂျပန်နဲ့ဟုတ်တယ်အမေရိကန်နဲ့အခုအီရန်နဲ့စစ်ဖြစ်နေတယ်ဒါလည်းမှန်တာပဲလူတွေပူလောင်မှုတင်နေကြရတော့တိတ်မှန်တဲ့စကားတွေပေါ့ဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံမှာအခုပုံစံနှုံးနေအစမတန်တက်တဲ့အစီတွေကိုတန်းစီပြီးတော့ဇင်းကြည့်ပေးပြီးတော့ဝယ်နေကြရတယ်ဒါလည်းမှန်တာပဲဟောပါပြီအဲ့ဒီအမှန်စကားတွေကိုကျွန်တော်တို့မိဘပြည်သူတွေအမှန်ကစံကနားထောင်ခဲ့ရင်တော့ကျွန်တော်တို့တိုင်းပြည်ဘာဆက်ဖြစ်မလဲလေးလေးနက်နက်ထားဖို့ဝေဖန်ထိုးနှက်ဖို့အမုံစိတ်ငုံစိတ်နဲ့ကျွန်တော်တို့ဝေဖန်တာမဟုတ်ပါဘူးဒီပုံကိုယ်ဒီကျွန်တော်တို့တိုင်းပြည်မှာလူငယ်တွေကိုဟုတ်လားဗုဒ္ဓစာပေနဲ့ပတ်သက်ပြီးတော့မှဂျင်းမျိုးစုံထဲ့နေတာတနည်းစင်ပြောရရင်စစ်အာဏာရှင်တွေတက်ဆိုးစေဖို့အတွက်ဒီဇိုင်းမမတ်ဆောင်ရွက်နေတယ်လူငယ်တွေကိုသူတို့ရဲ့ဩဇာအာဏာနဲ့တက်ဆင်းလာအောင်ကြိုးစားတယ်။ဘာခေါင်းစဉ်ဟိုဓမ္မစကူခေါင်းစဉ်ပြလိုက်ဟိုပညာရေးခေါင်းစဉ်ပြပြီးတော့မှဟောပြောပို့ချနေ။ကောင်းသလားလို့မင်းကောင်းပါတယ်။ဒါပေမဲ့ရည်ရွယ်ချက်ကကောင်းဖို့တော့လူမိမိဩဇာအာဏာထူထောင်ဖို့စစ်အာဏာရှင်တွေတက်ဆိုးစေဖို့အတွက်ဒီဇိုင်းမမတ်လုပ်နေတယ်ဆိုတော့ဒီကိုတော်ရဲ့ဗီဒီယိုဖိုင်တွေတော်တော်များများလေ့လာကြည့်ရင်အားလုံးမြင်တွေ့ကြဒါပေမဲ့နက်တော့တွေ့တတ်ဖို့လိုတယ်ဒါကိုကျွန်တော်တို့ကပုံကြီးချက်ပြီးပြောနေတာမဟုတ်ပါဘူးဟုတ်ပြီသူများနိုင်ငံတွေအရန်လှတယ်ကျွန်တော်တို့နိုင်ငံဘာကြောင့်မလှပရတာလဲကျွန်တော်မေးပြီးအဲ့ဒီမေကွန်းဇောတိတာရအဲ့ဒီမေကွန်းလေးကိုခမများလဲဖြေလို့ရတယ်ရှင်းပါတယ်နော်သူများနိုင်ငံလှတယ်ကိုယ်နိုင်ငံဘာကြောင့်မလှသလဲဖြေကြည့်စမ်းပါမိဘပြည်သူတို့လည်းဖြေလို့ရတာပဲကျွန်တော်လည်းအဖြေပေးမှာပါသူများနိုင်ငံလှတယ်ဆိုတာကလူကိုလူလိုမြင်တယ်ဟုတ်လားဂုံသိက္ခာရှိလူသားတစ်ယောက်ရဲ့အသက်ရှင်တန်ခွင့်ကိုလွတ်လပ်စွာဥပဒေပေါင်းမြောက်များစွာနဲ့ကာကွယ်တားဆီးစောက်ထားသလို
သူ့ရဲ့နိုင်ငံရေးမြေတယံဇာတတွေအပေါ်မှာဟုတ်လားသဘာဝအလျတရားတွေနဲ့ပြည့်နှက်နေဖို့အတွက်ဒီဇိုင်းမတ်စီစဉ်ဆောင်ရွက်ခဲ့တဲ့အနေထားကြောင့်မို့လို့သူများနိုင်ငံတွေလှပနေရတာပေါ့ကျွန်တော်တို့နိုင်ငံဘာကြောင့်မလှပရတာဘသူကြောင့်လဲဘသူကြောင့်လဲသောတိတာရဖြေကြည့်စမ်းပါမိဘပြည်သူတွေလည်းအတူတူဖြေလို့ရပါတယ်စဉ်းစားကြည့်ပေါ့သူများနိုင်ငံလှတာကိုပြောနိုင်တယ်ကိုယ်နိုင်ငံဘာကြောင့်မလှလဲဘသူကြောင့်မလှလဲဘာအတွက်ကြောင့်မလှရတာကောင်းပါပြီဒီမေးခွန်းလေးတစ်ခုနောက်တစ်ခုအီရန်နဲ့အမေရိကန်နဲ့စစ်ဖြစ်ပြီးပူလောင်နေကြရတယ်ကျွန်တော်တို့နိုင်ငံမှာငြိမ်းချမ်းနေလို့လားကျွန်တော်တို့တတိုင်းတစ်ပြည်လုံးမှာစစ်ပွဲမဖြစ်တဲ့တိုင်းနဲ့ပြည်နဲ့ဘယ်နေရာမှာရှိနေသလဲကဲဇောတိတာရဖြေကြည့်စမ်းပါဦးအီရန်နဲ့အမေရိကန်စစ်ဖြစ်တာကိုလက်ညှိုးထိုးပြီးတော့ပြောတတ်ရင်အီရန်နဲ့အမေရိကန်စစ်ဖြစ်နေလို့အဲ့ဒီနိုင်ငံတွေမှာရှိနေတဲ့ပြည်သူတွေပူလောင်နေတယ်ဆိုတဲ့စကားကိုပြောတတ်ရင်ကျုပ်တို့နိုင်ငံထဲမှာရောဘာတွေဖြစ်နေသလဲငြိမ်းချမ်းနေသလားပူလောင်နေသလားဘာတွေဖြစ်နေသလဲကဲမိဘပြည်သူများစဉ်းစားကြည့်လက်ရှိကျွန်တော်တို့တိုင်းပြည်မှာစစ်ပွဲတွေကြောင့်အနိဋ္ဌာယုံတွေလူတွေနေ့စဉ်နဲ့အမျှသေကြေပျက်စီးခံနေရတယ်ဟုတ်လားတက်သားသစ်ဆိုပြီးတော့မှအတ္တမမတရားဖန်ဆီးနှိပ်စက်မသေးမချင်းနှင်းမနှိပ်စက်တပ်ဖြတ်ခံနေကြရတယ်လူတွေပေါ်မှာအနိုင်ကျင့်ပြီးတော့မှစစ်မှုဒဏ်ကြေးကိုအကြောင်းပြတာတစ်မျိုးဟုတ်လားလမ်းတိုင်းမှာဂိတ်တွေဖွင့်ပြီးတော့မှလူတွေကိုဘယ်လိုပြောမလဲလိုက်တက်စီးနေပြုတ်ပြီးတော့ဟုတ်လားဘာဘလောက်ပေးရမလဲဘယ်ရွေးပေးရမလဲဘာမြင်းဆောင်ဖြစ်လို့ညာမြင်းဆောင်ဖြစ်လို့ဘာကုံစီဖြစ်လို့ဖမ်းပလိုက်မယ်သိမ်းပလိုက်မယ်ဟုတ်လားတားတစီကိုသိမ်း800 1000တောင်းနေတဲ့ဂိတ်တွေလည်းမြန်မာနိုင်ငံမှာအခုသတင်းဌာနမှာတော့များစွာရှိသလိုလက်တွေ့မြင်ရင်လည်းမိဘပြည်သူတွေမြန်မာနိုင်ငံသာပတ်တာကြည်လိုက်ဘယ်ကောင်တွေကလုံနေတယ်လဲတက်သားတစ်ကိုဘသူတွေကစုဆောင်းနေတယ်လဲစစ်ပွဲတွေကိုဘသူတွေကဖန်တီးနေတယ်လဲကျုပ်တို့တိုင်းပြည်စစ်ပွဲဖြစ်နေရတဲ့အကြောင်းတရားကကျုပ်တို့ပြည်သူအာဏာကိုအဓမ္မသိမ်းယူခြင်းကနံပါတ်1ပြဿနာဖြစ်တယ်လို့နံပါတ်2ပြဿနာကငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကိုဟုတ်လားဟိုဝစီဘိတ်ကတုံးရုပ်အရေးကျုံအယုတ်တမကောင်ရဲ့စကလုံးကလာသည်ခစ်ကိုပြောင်းခြင်းရင်ခေါင်းကိုပြစ်လို့ဆိုလို့မြတ်သွတ်ခိုင်ရဲ့ခေါင်းကိုပြစ်တတ်ခဲ့တာဘယ်ကောင်နေလဲဘုံကြီးကျောင်းတွေကိုဘုံကျဲနေတာဘယ်ကောင်နေလဲစာတင်ကျောင်းတွေစစ်ဆောင်စခန်းတွေအယက်သားနေတဲ့ပြည်သူတွေကိုဘုံကျဲနေတာဘယ်သူတွေလဲဟုတ်လားအယက်သားတွေရဲ့ရွာတွေကိုမီးဆိုးဖျက်ဆီးနေတာဘယ်သူတွေလဲဇောတိတာရမင်းစကလုံးတွေလမိုင်းကအောင်ပြောမင်းဂျင်းထဲဖို့မင်းထမင်းတစ်လုံးစားရဖို့မင်းဒီတိုင်းပြည်ကိုမျက်စိစုံမိတ်ပြီးချီတွင်တွေကလောက်လို့မြင်ချင်တာကိုပဲမြင်မှချီးပုံတော့မြင်ပါရဲ့ချီတွင်ထဲမှာနေပြီးတော့လေအမြင်ကန်းနေတာလားအမြင်တိန်တာလားမေးကြည့်တယ်ကျွန်တော်မေးကြည့်တယ်မိဘပြည်သူတွေလည်းမေးတယ်လက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့သွေးချောင်းစီမှုတွေအတ္တမမတရားဖန်ဆီးနှိပ်စက်မသေးမချင်းချင်းမှနှိပ်စက်တပ်ဖြတ်ခံနေရတာတွေကဘယ်သူတွေကလုပ်နေတာဇောတိတာရမေးကြည့်စမ်းပါပြောကြည့်စမ်းပါစစ်ပွဲတွေကြောင့်မငြိမ်းချမ်းဘူးလူတွေပူလောင်နေကြတယ်ဘာကြောင့်ပူလောင်ခြင်းအကြောင်းတရားကိုပြောလေဟုတ်လားဒီတိုင်းပြည်မလှပဘူးဘာကြောင့်မလှပမလှပခြင်းအကြောင်းရင်းကိုပြောလေတိုင်းပြည်မလှပတာကိုပြောတတ်တယ်သူများနိုင်ငံမှာစစ်ဖြစ်နေတာကိုပြောတတ်တယ်ကိုပြည်တွင်းမှာဘာတွေဖြစ်နေတယ်လဲမင်းစားနေတာဒီနိုင်ငံကထွက်တဲ့ဆန်းမင်းတောက်နေတာဒီနိုင်ငံကထွက်တဲ့ရိတ်ဇောတိတာရအောက်တန်းစားမဆန့်ကျင်ပါနဲ့
မင်းတို့ပြောတဲ့စကားရှိတယ်သင်္ကန်းဝတ်ထားလို့အာနာပါဆိုတော့ရှင်းရှင်းပဲငါတို့ကတော့ဒေဝရတ်လို့ဒေဝရတ်ရဲ့နောက်ကိုတပိတ်ထမ်းပြီးလိုက်မဲ့လူစားမျိုးမဟုတ်တယ်လို့အောက်တန်းစားဗုဒ္ဓဘာသာလည်းမဟုတ်ဒါကိုမိဘပြည်သူတွေခွဲခွဲခြားခြားမြင်တတ်ဖို့လိုတယ်ဘာကြောင့်ကျွန်တော်တို့ဒီလိုထုတ်ပြောနေရတယ်လဲဒီတိုင်းပြည်မှာအစိတ်ခတ်နေတာစစ်မိတ်စာတွေတက်ဆိုးစေဖို့အတွက်စစ်မိတ်စာတွေကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဖုံးပိတ်နိုင်ဖို့အတွက်ဇောတိတာရအစဉ်တစိုက်လုံနေတယ်ဆိုတဲ့စကားကသူ့ရဲ့မေကွန်းပါတယ်မေးကြည့်စမ်းပါသူ့ကိုမေးကြည့်လိုက်စမ်းပါဟုတ်ပါပြီအစဉ်ဖျားပြောတော့သူများနိုင်ငံတွေလှပတယ်ဖျားဟုတ်ပါပြီတပည့်တော်တို့နိုင်ငံမလှပပါဘူးအဲ့ဒီတပည့်တော်တို့နိုင်ငံဘာကြောင့်မလှပရတယ်လဲဇောတိတာရဖြေပေးလိုက်ပါလိမေးတယ်လူရှိရင်ဖြေပေးလိုက်ပေါ့ဖြေတတ်တာပဲမင်းတို့စာတတ်ပေတတ်အကျော်မော်တွေပဲဘယ်နှပွဲရပါပွဲရတွေမင်းတို့မိုက်တွေကင်ပြီးပလင်မော်တက်ပြီးတော့အရက်တကာလှည့်ပြီးဟောနေတာပါအခုမေးတဲ့မေခွန်းလေးကတော့မင်းတို့ပြောလို့ငါတို့မေးရတာမင်းတို့မေးလို့ငါတို့ဖြေရတာရှင်းပါတယ်နော်သူများနိုင်ငံမှာအီရန်နဲ့အမေရိကန်စစ်ဖြစ်တယ်မငြိမ်းချမ်းမှုမင်းပြောတတ်ရဲ့ငါတို့ပြည်တွင်းမှာကဘာတွေဖြစ်နေလဲငါတို့ပြည်တွင်းမှာဘာတွေဖြစ်နေလဲမင်းတို့မပြောရဲဘူးစစ်မိတ်စာကိုမင်းတို့မဝေဖန်ဘူးမပြောရဲဘူးစစ်မိတ်စာတွေတက်ဆိုးစေဖို့အတွက်မင်းတို့ဒီဇိုင်းမမတ်ဟုတ်လားလုံနေတယ်ဆိုတာကမင်းတို့စကလုံးတွေထဲမှာထင်ရှားပါတယ်ထင်ရှားသမားထင်ရှားတဲ့မိဘပြည်သူများကျွန်တော်ကတော့အထက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်အောက်တန်းစားဗုဒ္ဓဘာသာတွေကသာလေသင်္ကန်းခြုံတဲ့အရေးကြုံဟုတ်လားအလက်စီဒုတိလအကျဉ်းစီတဲ့ယဟန်တွေကိုကိုးကွယ်ကြမှာပေါ့အောက်တန်းစားတွေကတော့သင်္ကန်းမြင်ပြေကြတော့ကြမှာပေါ့နောက်ဆုံးရုပ်စွဆုံးပြောပြိခရာဆိုင်မှာတင်ထားတဲ့သင်္ကန်းမြင်တော့ပြေကြတော့ကြမှာပေါ့ကျွန်တော်တို့ကတော့နိုးပါပဲမိဘပြည်သူလဲစဉ်းစားပေါ့ဒီတိုင်းပြည်နဲ့ဒီသာသနာဘသူတွေကြောင့်ဖျက်ဆီးခံနေရတာလဲဘသူတွေကဖျက်ဆီးနေကြတာလဲစစ်မိတ်စာတွေတက်ဆိုးစေဖို့ဘသူတွေကဒီဇိုင်းမမတ်အရှိကတစ်မျိုးနောက်ကတစ်မျိုးပန့်ဖို့ဆောင်ရွက်ပေးနေကြတာလဲဆိုတာကိုမိဘပြည်သူများမျက်ဝါးထင်ထင်မြင်တွေ့နိုင်ဖို့အတွက်ကျွန်တော်အနေနဲ့ဒီတိုင်းပြည်ဒီသာသနာပြန်လည်ပြီးတော့ငြိမ်းချမ်းလာဖို့အတွက်ကြိုးစားဆောင်ရွက်ရည်ဒီစကားလေးကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်